A တိတသမ6သောမြရှိတထ36ခုနာရီ9မိနစ်သောမြရှိတထ36သောမြနာရီ10မိနစ် UTC AS E 30သမသောမြကီလိုမီတာ19သမ4ခုနှစ်လီ96သမ185တောင်ငူခရိုင်ပဲခူးတိုင်းဒေသကြီး18ကီလိုမီတာ17သမ1ဇဘူတီရီပြည်မနာခရိုင်နေပြည်တော်ပြည်ထောင်စုနယ်မြေ34ကီလိုမီတာ17သမ1နေပြည်တော်ပြည်မနာခရိုင်နေပြည်တော်ပြည်ထောင်စုနယ်မြေ38ကီလိုမီတာ13သမ6တောင်ငူခရိုင်61ကီလိုမီတာ39သမ9E